ကိုကြီးအဆင်သင့်ဖြစ်နေပြီနော်ဗါလေမင်္ဂလာဦးညောင်းလို့မွန်လေးကကိုကြီးကိုကြောက်နေရလားမကြောက်ပါနဲ့အဲ့လိုကြီးရှင်ကိုဂျာကြီးမချိုးနဲ့အရာတော်ကြီးပေါ့ကုန်မယ်လာပါပြီကိုကြီးရဲ့ဟိုယာဟာမွန်လေးဟဲ့အနောက်မကန်ဒီမိန်းကလေးစင်မဟုတ်ဘူးလားမဟုတ်ဘူးလေမိုးလီကမွေးလာတဲ့ကမိန်းကလေးလိုနေလာတာဆိုတော့မိန်းကလေးမပေါ်ကိုကြီးဟာမိန်းကလေးပဲလေဟင်နင်တို့သားမင်ငါ့ကိုဝိုင်းနေတယ်နင့်အမေကအီဂျာကွေကိုပလာတာအုပ်ပြီးငါ့ကိုညာရောက်တယ်ငါအီဂျာကွေမကြိုက်ဘူးငါ့ကိုစားစီငန်းကောင်းတယ်မနာနဲ့လို့တော့ကြောက်အောင်ဝီးပြီးမိုးလေးရဲ့ပါလေဘာမိုးလေးလဲရောက်ပါစစ်တော့ကားကိုရမိုးလေးဘိုက်စားနေပြီသေတော့ငါလည်းစားတာပဲကွာမင်းငါတကယ်ကြီးမပြီးသားတဲ့ကောင်တွေပဲကွာတို့လည်းအားလုံးမနေတော့အဲ့လိုလောလိုက်မလားလေလောလိုက်မလားလေဒီကောင်အီးညစ်တဲ့အတန်နဲ့မျက်ရည်မထွက်ပဲငိုသွားတယ်ဆိုတဲ့ဒီကောင်အကြောင်းတစ်ခုခုတော့ရှိရဟုတ်တယ်ဘာလို့လိုက်ကြည့်မလားတက်စပေါ့ငါတော့ဝမ်းနေပြီးတော့ထွက်သွားတာမဟုတ်ဘူးမင်းဒီဟာကိုတယောက်တည်းစားဖို့တက်စပေါ့နဲ့အကြံနဲ့ထွက်သွားတာကြီးတယ်ဘယ်တော့မှမင်းတို့စီကနေငါမထွက်ပြေးခဲ့ပါဘူးတကယ်ချင်းဟာမင်းတို့ကောင်လေးရလေငါမြေဘဲတို့တစ်ထုပ်တော့မခင်တော့တဲ့ကောင်တွေငါတော့စိတ်နာနေပြီကွာဟာရောက်တိတ်စားငါရမ်းပိုက်စားနေပြီsorry baby ကိုနဲ့နောက်ကျသွားတယ်စိတ်မဆိုးမလားမဆိုးပါဘူးအဲ့လိုစိတ်မဆိုးတတ်တဲ့စိတ်လေးအကြောင်း baby ကိုကချစ်နေရတာ baby ဒီမှာ baby ကြိုက်တတ်တဲ့ strawberry လက်ဖြတ်လေးဝယ်လာတယ်ရောက်ကိုကထောပတ်တီတောက်မယ် baby ကထောပတ်တီတောက်ချင်တဲ့ဟာကိုbaby ကထောပတ်တီတောက်ချင်ထောပတ်တီတောက်ပေါ့ baby ရဲ့ကို strawberry တောက်လိုက်မယ်ဒါ baby တောင်းလို့ပေးရလေကိုရဲ့စိတ်ရင်းမှန်နဲ့ပေးရမှာမဟုတ်တာဒီလိုထောပတ်တီရော strawberry ရော baby ပဲတောက်လိုက်တာရောက်ကို baby ကိုမရွေးနဲ့နော်မမရွေးလို့လေ baby ရဲ့ရွေးတာမဟုတ်ရင်ဘာလုပ်တာလဲဒါတိကိုက baby ကိုအေးနှုတ်ခက်လုံးတိုက်ပြီးရင် baby ချောင်းဆိုးရင်ကြက်ပြီးတော့နင်းမြတ်တဲ့အောင်ကိုလောက်ကြံနေရမလားခုမှပဲကိုရဲ့စိတ်တဲ့အမှန်ကိုသိလိုက်ရတယ်ကိုကအစကတည်းကအေးနှစ်ခွက်လုံးတယောက်တည်းတောက်ချင်နေတာ哦လောက်တော့ဖြစ်တဲ့ကောင်ကလာစရော一起哦一起哦那看不起呢ပြန်တက်ပြီမနော်ပြန်တက်ပြီမနော်စိတ်မရှိနဲ့နော်你ငါ့ကိုဗျံပဓာရီလာမလုံးနဲ့နင်းမဲ့ welcome to the party ဆိုငါကိစ္စပြီးမှဒီပြန်ရမယ်တရားဦးမရဘူးတရားဦးမရဘူးငါတော့ welcome to the jungle တရားဦးမရဘူးမရဘူးမရဘူးငါလာပြီးနေပြန်ကြီးအိုင်းပါလားဟုတ်တယ် welcome to the jungle ဖြစ်ပါဘူး jungle စိတ်ကူရှောင်းတာကိုWelcome to the jungle.
အဲ့ဒါရောက်နေတာ ဟုတ်တယ်သားသားကိုပြောစရာရှိလို့ဟုတ်ဘာတို့လူကြီးချင်းတွေကတော့ဆွေးနွေးတိုင်ပင်ပြီးပါပြီဒီလာထဲမှာပဲမင်္ဂလာကိစ္စလေးစီစဉ်ကောင်းမလားလို့တောင်းပြောတာ ဘာတာမကောင်မလေးရှိနေဘာသိရင်နော် မင်းကောင်မလေးကဘာလို့မှာလို့မင်းကလာပြီးတော့ ဟာဘာအဲ့လိုရက်ဆက်လို့မရအောင်နော်ကျွန်တော်တခါလည်းအပြက်ပြောလိုက်မယ်ကျွန်တော်မှရီးစားရှိရညီမချောလဲချောလာဒါပေမဲ့ကျွန်တော်လုံးဝမရှိနိုင်ဘူး နေပါဦးရှက်ပါပြောနာလေကိုကြီး我ပြော ဟေ့ဒီနေနော်ကြားတယ်နော်အချင်းနေတဲ့သဘောပေါက်တယ်မလားဟိုလေးကဘာပြော ကိုကြီးတို့ဘာလို့ခေါ်နေရလဲဟမ် ဒါငါကဘာထဲမှာတာမဲ့လာမင်းလေး ဘာ ဟေး တာလုံးဝသဘောမတူနဲ့ ဘာလို့လဲ သူ့အသက်အရွယ်ကိုလည်းကြည့်အောင်တားတဲ့တော့မှအများကြီးနေတော့တာသူ့မိတွေလို့ခေါ်ရမှာလား စကားပြောနေခိုင်းနေတာမလေးတောင်းမှမှာလေတောင်းမှမှာပါယူမယ်မင်းကမင်းရဲ့မမပဲလေမမလို့ခေါ်နေတာ ပပသူ့အတင်းချက်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်မောကနေဆင်းရလိမ့်မယ် ကြားချင်လိုက်တဲ့စကားခုမှကြားတယ်မလေးလွတ်လာပြီဆေးတားလေးဆေးပါခုလေးဆေး ပပတာအပြင်မှာတက်နေလို့ရှိရင်ဒါအဆိုးသွားမှာနော် အော်မင်းကဘယ်တော့မှကောင်းလို့ခုတောင်ဆိုးနေတာဟောမင်းကလည်းဒုက္ခပါပဲပခန်းထဲမှာကြိတ်တာယူသွားတော့လဲရှိတယ်တခုတော့ကြည့်ပြရမယ်အားရတွေကိုကူလာနေမင်းအိမ်မပြန်လဲရမယ် မွေးရကြုံနဲ့တဲ့အဖေ ဘယ်လိုဆောက်ကြလဲဘေးတွေကိုကြည့်နေဘေးတွေရလေ ဂုံစကားပေါ်ကဈေးဝပေါက်တဲ့ကြော်တကဲရုပ်ကြီးဖြစ်နေတယ် မလေးနေကြပါဦးအဲ့ဒါပါလေတော့မလေးရက်ခွက်မှာစားအောင်စီတန်းစီနေကြလားလားဟဲ့စစ်စင်းစရာကောင်းလိုက်တာဘလို့ဆုံးလို့နေတော့ဘယ်ရင်စရာခေါ်လာနေမလို့ဟုတ်ပြောစမ်းခင်တန်းလောက်တာမမြင်ဆိုင်ခင်တန်းနေဖယ်သားဟဲ့ဥဒါဘယ် agency အဆုံးလို့ကတော့ ဟဲ့ခင်တန်းဒီလိုဟိုတယ်မျိုးလေဘယ်ကအနှုတ်ဆုံးကုတ်ကရောက်လာလဲပြောရတာ ဟဲ့ငါနှုတ်ဆုပ်ကုတ်မဟုတ်ဘူးစဉ်းစားလေနှုတ်ဆုပ်ကုတ်ကနေဒီဟိုတယ်ကြီးကိုလေငါ lounge လေးပေးပြီးတော့ငါထားတာငါ event နေလုပ်ဖို့ရှင်းလားဩနေမလို့မလို့ဟလေငါမသိလို့ပါဟဲ့နင်းပွဲဆိုရင်ငါမလုပ်ဘူးပြတ်မယ် ဟဲ့ဒါနဲ့ agency လား ဟုတ်တယ် ဆုပ်လိုက်တာဟဲ့နှုတ်လိုက်တာ ဟုတ်ပါ ခေါ်တာကိုအမေရွယ်လောက်ရှိတဲ့ model နဲ့အလုံးမလုံးနိုင်ဘူး မို့တစ်ခါစိတ်ဆိုးတိုင်းလေဒီရင်ဘတ်ကြီးကိုပိတ်ထိုးလိုက်သလိုပဲအနာဂတ်ကြီးတစ်ခုလုံးအစိတ်မိုးတွေရွာကုန်လိမ့်မိုက်တယ် ဟုတ်ပါဘူးကြည့်မရတာကြာပြီ ဟောကြည့်မှမဖြစ်ပါနဲ့မို့ရဲ့မို့ကြည့်မရရင်လေဟောဒီငတိဘွားရဲ့အဓိကတွေပျောက်ဆုံးပြီးတော့မမီးမရတွေဖြစ်ကုန်လိမ့်မယ်လိုက်တယ်ကွာ အဲ့လိုတော်ပြီးနဲ့ shorty တွေဘလောက်များများကိုမေးကြိတ်ခဲ့ပြီးသွားပြီလား ဟာလွေးမကြိတ်ပါဘူးမို့ရဲ့ဒီမှာဒီရင်ဘတ်ကလေမိုးတယောက်တည်းချွေးသိပ်ပြီးတော့မှေးအိတ်ဖို့တော့ဂီ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  အဲ့ဒါဆိုလည်းအပျော်ပါမတဲ့နေ့ခွေးစိတ်ကိုပြင်လေ အိတ်ခွေးထွန်တရောက်လို့ဝစ်ပုံစားပုံသွားပုံလာပုံတင်ပေးရမယ်ဟာလား ဟုတ်ပါတယ်မမမိုးမြေတသိမ့်သိမ့်တုံး ဟာရပြီးတော့ချွဲလိုက်တာလဲအတန်းရုံးမတီတီတောင်ချွဲနေပြီဟိုညီနေမရဲ့စီးဆက်နော် စီးတာပါ အေးပါစီးတာဘာလို့စီးတယ်လဲ အမေစီးမလေးငါအော်တယ်မတင်မေတော့ကွာ တသိမ့်သိမ့်တုံးအဲ့လိုမလုပ်ပါနဲ့မမတင်ပေးပါနော်တင်ပေးပါတောင်းပါပါတယ် အခုသွားမှာပါတီပတ်လား ဟုတ်တယ်လေ ပါတီဆိုတော့ကရတယ်လေ အေးဟုတ်တယ်လေ မလားဒီကတ်လား ကတ်တာဗော ကတ်ကြီးစစ်တူဝေပုံ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 ကြီးကြီးလေပုံပုံပုံမလေးဟဲပါတီဘယ်တော့ညီအနေကဖို့လား ကားဆိုဒါပဲကတ်တာလေ အဲ့တော့ကောက်လို့မရဘူးလေ1 2 3 4 ကလာလေ မလေးတာလားမလေးအဲ့လိုလေဟဲ့တော့ကမညစ်လေမကြောက်ရတဲ့ချက်ကင်လေးကြာတာပဲတော့ပါတီပွဲမှာစားပြီးပြန်ပြီမလား ပြန်ပြီ အမေကိုချိုက်တဲ့တငယ်လေးကကြည့်ပြီဆိုအေးအမဈေးပန်းခင်းပြီးတော့ရှောက်တကအမေအမေတငယ်ကနောက်မှကြံခဲ့ပြီကိုကပြန်ပြီဆိုရင်ဈေးပန်းခင်းပြီးရှောက်ကြည့်စမ်းအော်ဟဲ့လားဟာမလေးညလည်းဖေးရမိဖို့ကြောင့်ရောက်နေပြီနည်းနည်းတော့ များသွားလား အေးလေ ဟမ် အေးအဲ့ဒီမှာစတိုင်လေးနဲ့သွားမယ်ကိုအင်ဂျင်ရှိတယ်ကြည့်စမ်းဟာလာတပည့် လာတယ် ကြောက်ကြည့်စမ်းအေးလာလိုက်တာအေးမလေးခြေတော့ကတောင်ဆူးလာတာလား
းလိုက်တာဟာခေးလိုက်တာ ဘေး ဘာဖြစ်နေတာလဲ 你都弄比较就养你了嘞。嘿，你妈，哥哥都靠你了，对的，妈妈都打电话来的。好的，是妈妈骗你，出西港。ဟုတ်မင်းကထပ်ပြောပြန်မယ်ငါအဲ့လိုမပြောရနဲ့ဘယ်ခါပြောရမလဲ ဟာမင်းကလေချူစားရုံနဲ့မကောက်အခုခေးပါခေးပြီးတော့မြူစားတော့မယ်ပေါ့လေ ချူစီရေးပေါ့အာမရိုင်းလိုက်လားဘာလို့ခေးပါခေးတာဒီမှာငါပုံစံနဲ့ခေးစရာလားငါဘလောက်ယောက်ျားဖိတာလဲဆိုတော့မသိတယ်နော်လက်ကမလို့တယ်လက်ဝဲထိုးပြအေး ဟာရောင်းမရောတော့တော့အဲ့မှာလောရမယ် မင်းခက်လား 不看嘞，不看嘞。ပြန်ခေးရအောင်ပဲကွာ 他这。ဘာဖြစ်နေကြလဲ 爸妈爸，我都要玩闹你了，他先吵你啊！